Archives မိပါ3လပိုင်းကတော့ကျွန်တော်တို့မိသားစုတွေ special လလေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်အမျိုးသမီးရောကျွန်တော်တလာထဲမှာမွေးနေ့တူလို့ပါအဲ့လိုနဲ့ကျွန်တော်တို့ဒီ Inspire ဆိုတဲ့ hotel မှာ staycation နေဖို့ဆုံးဖြတ်လိုက်ပါတယ်မွေးနေ့မှာပြပခီးသွားခြင်းပဲမဲ့လဲကျွန်တော်တို့မှာကလေးရှိတဲ့အတွက်ကြောင့်မလို့ကလေးနဲ့ပထမဆုံးပြပခီးမသွားဘဲနဲ့ကျွန်တော်တို့ဒီ Korea မှာပဲရှိတဲ့ hotel resort မှာပဲ staycation နေလိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ဒီမှာ check in လုပ်ပါတယ်ကျွန်တော်တို့က check in ချိန်ကိုတန်းပြီးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခန်းရဖို့မဆောင်ရပါဘူးတခါတည်းတန်းပြီးတော့အခန်းကိုသွားလို့ရပါတယ်ဒါကတော့ကျွန်တော် room tour လေးရိုက်ပြထားတာပါဒီမှာဝင်ချင်းမှာသူကတော့အင်တာရှိပါတယ်ကျွန်တော်တို့ကကလေးရှိတဲ့ကြောင့်မလို့ရေချိုးကောင်ကလေးချိုးတဲ့စလုံးလေး request လုပ်ထားပါတယ်ပြီးတော့ဒီအခန်းထဲမှာလည်းဂရင်မှာလည်းကျွန်တော်တို့ကလေးဂရင်နဲ့ကလေးပြုံးမကြောင်ကာဗာရီပြီးတော့ကလေးထိုင်ကုန်ပြီးတော့ဒီ Nobu standardizer ထားတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ request တောင်းလာပါတယ်အခုကျွန်တော်တို့မိဘဖြစ်လာမှာပဲကျွန်တော်တို့လည်းမိဘဆိုတဲ့နေရာကိုကျွန်တော်တို့တည်လို့ပါတယ်ဘာကြောင့်မိဘတွေကသားသမီးတွေလိုချင်တာပဲအရင်ဆုံးဦးစားပေးလဲဆိုတာအခုမှကျွန်တော်တို့လည်းတေချာပေါက်နားလဲပါတော့ပါတယ်အဲ့လိုနဲ့ဆရာကြီးငုံပြီးပူဇာနေတဲ့ရေကူးကောင်ကိုကျွန်တော်တို့ရေသွားကူမှာပါဒီမကူရင်ကျွန်တော်တို့လင်မြန်းရောက်တဲ့အချိန်ရတော့လေး mirror selfie ရလိုက်ပါတယ်ဒါကတော့ hotel resource မှာပါတဲ့ရေကူးကန်ရဲ့ locker room နဲ့ shower room မှာ locker room မှာအင်းကြီးလဲပြီးကျွန်တော်တို့ရေသွားကူပါတော့မယ်ကျွန်တော်လည်းကျွန်တော်ဆရာကြီးနဲ့ရေကူးကိုဘက်တူးမှာစောင့်မြကြပါ